ကိုကချစ်ကိုအရင်လိုအချိန်ပေးနိုင်တော့နောက်တစ်ယောက်နဲ့ဖောက်ပြန်နေပြီဖြစ်နေတယ်ဟဲ့စကားအစင်ချင်းပြောယောက်ျားလေးတဲ့အချိန်မပေးရင်နောက်တစ်ယောက်နဲ့ဖောက်ပြန်နေရမဟုတ်ဘူးငါတို့လည်းတခြားယောက်ျားလေးလို့တနေ့ကုန်အချိန်ပေးချင်အဲ့လိုတနေ့ကုန်တော့အချိန်ပေးနေအိမ်မှာရှိရမေဘလူရှာကျွေးမှာတော့မနေ့ကိုတိတ်ချစ်တာပဲနင်သိလားကိုကိုပြောရရင်ကဘာကြီးလောက်ကိုချစ်တာကွာတကယ်အေးတိုက်ပြောငါမအားဘူးကွာရေးကြီးအလုပ်ကိစ္စတစ်ခုလုပ်နေလို့အေးဒါပဲဘာလို့လဲလိုက်တာဘာလို့လဲရမှာလဲကွာမင်းနဲ့တူတူရှိနေတဲ့အချိန်ဆိုငါဘယ်သူမှအချိန်မပေးဘူးမင်း့ကိုမှအပြေးဝအချိန်ပေးမှာဟယ်လိုညီမမလေးဟင်ငါမအားဘူးဟာလုပ်လိမ့်များနေဘယ်နေ့လောက်အားနိုင်လောက်မလဲပြောတတ်တယ်ကွာအေးမအဲ့ဆိုဒါပဲလေနော်ဟဲ့ဘာလဲစိတ်ညစ်နေရလဲတူတူတော့မဟုတ်ပါဘူးဟာဒီအပိုင်းငါးကောင်လေးကငါဖုန်းခေါ်တာနဲ့မအားဘူးပဲပြောနေငါ့ကိုလည်းအချိန်မပေးဘူးဟာသူနောက်တစ်ယောက်တွေ့နေပြီလားမသိဘူးဘဘဦးချာရှောက်တွေးမနေပါနဲ့သူ့လုံးလုံးလုံးဖြစ်မှာပေါ့နင်ကသူအားရင်ဖုန်းဆက်လာမှာပဲဟာသူ့ပုံစံလည်းအေးလေးပါပဲနင်ကိုချစ်ပါတယ်ကဲလာရှောက်တွေးမနေမောက်တစ်ခုတစားလားသူဖုန်းမကန်လားအေးဟာအခုရပိုင်းသူလည်းဘာဖြစ်နေမှမသိဘူးဖုန်းဆက်တော့လည်းဖုန်းမကန်ပြန်တော့လည်းအများနဲ့မအားဘူးဆိုပြီးပြောနေသူလည်းအလုပ်ရှုပ်လို့နေမှာပါဟာနင်ကလည်းမဟုတ်ဘူးဟာသူအရင်ကအဲ့လိုမဟုတ်ဘူးရင်ကဆိုလို့ရှိရင်ငါဟောက်ပဲအချိန်ပေးတာဘာဖြစ်လို့ဖြစ်နေမှမသိဘူးနောက်တစ်ယောက်များရနေပြီလားမသိကဲတော်ပြီစိတ်ထဲလည်းလောက်ထားမနေတော့ပျော်နေဟုတ်ပြီလားနင်ကဖုန်းတစ်ပါးဆက်တယ်လားမဆက်ပါဘူးဟာငါဘက်ကပဲဆက်သွင်းနေရတာများတယ်အေးပေါ့လေအန်တို့တကယ်ချစ်တာလေသူစိုးရီပြကောင်းနေဖြစ်စေရတော့မလားနင်သိခဲ့အမှာပေါ့အေးဟာငါတကယ်ချစ်လို့လေ तू အချိန်မပေးနေအောင်မငါဆက်သွင်းနေရတာပေါ့အေးပါချစ်ကြီးမကြီးရယ်ဟဲ့ဟိုမှာနင့်ကောင်းလေးမလားဘယ်ဘယ်ရောက်ဘယ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 ်ရောက်ဘယ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 ်ရောက်ဘယ်ဘယ်ကောမ900ဘယ်ရောက်ဘယ်ဘယ်ဘာလာလို့တော့ကိုမအောင်လို့ပြောတာအခုလိုပန်းရောက်နေရလို့လားဟာပန်းရောက်တာလေပန်းမြောက်လို့ဘာလို့အောင်ကနေရမှာကိုကချစ်ကိုအရင်လိုအချိန်မပေးနိုင်တော့နောက်တစ်ယောက်နဲ့ဖောက်ပြန်နေပြီဖြစ်နေတယ်ဟဲ့စကားကိုစင်ချင်းပြောရင်ယောက်ျားလေးတဲ့အချိန်မပေးရင်နောက်တစ်ယောက်နဲ့ဖောက်ပြန်နေရမဟုတ်ဘူးငါတို့လည်းတခြားယောက်ျားလေးလို့တနေ့ကုန်အချိန်ပေးခြင်းတယ်အဲ့လိုတနေ့ကုန်တော့အချိန်ပေးနေအိမ်မှာရှိရမေဘလူရှာကျွေးမှာတော့ဒါဆိုကိုကအမေကိုရှာကျွေးနေရပေါ့ဟာလေငါအမေကိုရှာမကျွေးလို့ဆေးချရမှာလမ်းတလားနေရမှာတောင်းမလားရအယူမငါမပြောကြဘူးလားနင့်ကောင်းလေးကနင့်တကယ်ချစ်ပါတယ်လို့ဒါ